မြန်မာပြည်စောင့်မျှော်နေတဲ့ UFC 331 Joshua Ban နဲ့ Pantoja တို့ရဲ့ပွဲကြီးကတော့နောက်ဆုံးမှာအတီးဖြစ်သွားပါပြီ Joshua Ban နဲ့ Alexander Pantoja တို့ရဲ့ rematch ပွဲကိုတရားဝင်အတီးပြုလိုက်ပြီးဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ Joshua Ban က UFC Flyweight Champion ကိုဒုတိယအကြိမ်မြောက်ကာကွယ်ရမယ့်ပွဲလည်းဖြစ်ပါတယ်ပထမအကြိမ်ခပတ်ကာကွယ်ပွဲမှာ Joshua Ban ဟာတောင်ဆူလိုတိုင်လာကိုဒိုင်ပွဲရဲ့ TKO နဲ့အနိုင်ယူခဲ့ပြီးသူဟာ Champion ဆိုတဲ့အမည်နဲ့ထိုက်တန်ကြောင်းတက်တည်ပြခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ပိုပြီးခက်ခဲပါတယ်ဘာကြောင့်လဲဆိုတော့ Joshua Ban Champion ဖြစ်လာခဲ့တဲ့ပွဲမှာရှုံးနိမ့်ခဲ့တဲ့ Alexander Pantoja ဟာအခု rematch ပွဲနဲ့လက်စားချေဖို့ပြန်လာနေတာကြောင့်ဖြစ်ပါတယ်ထူးခြားတာကတော့ဒီပွဲကိုအရင်လို arena မှာကျင်းပမှာမဟုတ်တော့ပဲ California မှာစက်တင်ဘာလ19ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်နေရာသစ်ဖိအားသစ်ပြည်သက်တစ်တွေကြားမှာဘယ်သူကပို့ပြီးတော့အကောင်းဆုံးစွမ်းဆောင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာရန်ကောင်းပါတယ် Joshua Ban ကသူ့ရဲ့ခပတ်ကိုဆက်လက်ကာကွယ်နိုင်မလားဒါမှမဟုတ်ဘဲနဲ့ Pantoja က Champion ခပတ်ကိုပြန်လည်သိမ်းပိုက်နိုင်မလားဒီ rematch ပွဲဟာ Flyweight Division ရဲ့အကြီးကျယ်ဆုံးပွဲတွေကတစ်ခုဖြစ်လာမှာသိကြပါတယ်ပြည်သက်တို့ကရောဘယ်သူကနိုင်ရမယ်လို့ထင်ပါတယ် Joshua Ban လားဒါမှမဟုတ် Pantoja လားဆိုတာကို comment မှာမှန်ခဲ့ကြပါဦး UFC နဲ့ One Championship အကြောင်းလေးတွေသိချင်ပေလေးကို follow လုပ်ထားခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ် blog ပိုင်းရဲထက်ကရဲထက်ဖြစ်ပါတယ်